ဒီလိုစိန်တလုံးရဲ့တန်မိုးဟာရာချီတန်လားထောင်ချီတန်လားဆိုတာကိုခုခေတ်မှာလူတွေမဟုတ်တော့ဘူးစိတ်ရုပ်တွေကဆုံးဖြတ်နေပြီဆိုတာသင်သိပါတလားလူဆိုတာစိတ်ခံစားချက်ရှိညောင်းတယ်ညတယ်ပြင်မှလူတွေက24နာရီစိန်တလုံးတွေကိုပဲဒီစစ်ဆန်စိုက်ကြည့်နေနိုင်မယ်လို့သင်ထင်နေလားတခွဲကန်တစ်ခုနဲ့တစ်ခုမှာစိန်တလုံးတွေကိုပဲပြိမတူတာမျိုးတွေရှိတယ်ဒါပေမဲ့ဒီတဘောကစိန်စစ်တွေဟာလူတွေရဲ့လက်ပွေရလို့တမွေးနဲ့တမွေးအဆင့်တူလုံးဝမရှိဒီလိုရှုပ်ထွေးလို့နဲ့တဘာဝတရားရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့အတွက်မျက်မှောက်ခေတ်မှာလူတွေအတွက် AI နဲ့ machine learning ဝင်ရောက်နေရယူလာပြီနော်ဒါဆိုရင် AI ကဘယ်လိုစတင်အလုပ်လုပ်လဲကမ္ဘာအကြီးဆုံး GRA လို့အဖွဲ့အစည်းကြီးတွေတော့အခု AI စနစ်ကိုလုံးဝအပြည့်အဝသုံးလို့လုံးရင်တော့မှားနိုင်တဲ့အရာမျိုးတွေဖြစ်တယ်။ရဲ့ 4CS အလေးချိန်ရောက်တန့်စင်မှုနဲ့ဖြတ်တောက်မှုတွေကို AI ကစက္ကန့်ပိုင်းအတွင်း micrometer အထိကိုတိကျစွာခွဲခြားပေးနိုင်နေပြီနော်။စိန်တလုံးချင်းစီမှာမတူညီတဲ့အလင်းဖြတ်ထွက်ပုံတွေရှိဒါကိုစိန်ရဲ့ DNA လို့ခေါ်ဒါကို AI ကလုံးဝပတ်လိုက်မှုမရှိဖြစ်နိုင်တဲ့ခေတ်ရောက်လာခဲ့ဒါဆိုရင်လူသားပညာရှင်တွေအလုပ်တွေပြုတ်ကုန်ကြပြီလားလူတွေရောနေရာမရတော့ဘူးလားno အဲ့ဒီလူလည်းလုံးဝမဟုတ်ပါ AI ကလူတွေရဲ့အလုပ်ကိုပုံမှန်တိကျအောင်ကူညီပေးနိုင်တဲ့အကောင်းဆုံးလက်တွဲပေါ်ဖြစ်လာတယ်ယနေ့ခေတ်မှာတော့ AI နဲ့ blockchain နည်းပညာတွေပေါင်းစပ်စိန်တလုံးဟာစိန်သွင်းကထွက်ခဲ့လဲဆိုတဲ့တမိုင်းကြောင်းထိပွင့်လင်းမြင်သာစွာကြည်ရခံလို့ရနေပြီနော်ဒါဆိုရင်နောက်တစ်ခါခင်ဗျစိန်တလုံးကိုကြည့်လိုက်တဲ့အခါဒါကတဘာဝတရားရဲ့အလှတရားတွေမကပဲအစိအမြင့်ဆုံးနည်းပညာတစ်ခုရဲ့လက်ရာလည်းဖြစ်နေပြီဆိုတာသတိရလိုက်နော်တဘာဝမှာအမှားဆုံးကိုပြောရတဲ့စိန်တွေတော်မှာ AI ရဲ့ထိချုပ်မှုလက်အောက်ကိုရောက်သွားပြီဆိုတော့ခင်ဗျရဲ့လုပ်ငန်းတွေတော့အဲ့လိုစင်လေးဖြစ်ပြီလားကိုယ့်ရဲ့အမြင်လေးတွေကို comment box မှာဖြည့်ပေးကြကြနော်